အိမ်ရှိကလိမ်မော်တီးပင်တွေမှဲ့လာတဲ့အချိန်မှာပဲမနာလိုတက်တဲ့ဘေးအိမ်ကဒေါ်တန်းဆိုတဲ့မိန်းမကလိမ်မော်တီးပင်တွေကိုပိုးသက်စေလာဖြန်းသွားတယ်ကျွန်တော်ကရွာသားတွေကိုဒီတီးတွေကိုမစားဘူးကြိုတင်သတိပေးပေမဲ့ဘယ်သူမှနားမထောင်ကြဘူးသတင်းပေါက်ကနေချောင်းကြည့်ရင်းနဲ့ဒေါ်တန်းပိုးသက်စေဖြန်းနေတဲ့ပုံကိုကျွန်တော်တိတ်တိတ်လေးဖုန်းနဲ့ရိုက်ထားလိုက်တယ်သူပြန်သွားတော့ကျွန်တော်အဲ့ဒီအတီးတွေကိုမခူးဘူးအတိတ်ဘဝကအတိုင်းပဲသတိပေးစာတမ်းလေးတစ်ခုရေးပြီးချိတ်ထားလိုက်တယ်နေ့လေလောက်မှာတော့ရွာတွေကလူတချို့ချင်းတောင်းတွေကင်ပြီးအိမ်မှာလူမရှိတာကိုအခွင့်ကောင်းယူပြီးလိမ်မော်တီးကိုရောက်လာကြတယ်ဒေါ်ကြီးမအေးနဲ့မောင်ဆန်းတို့ဇနီးမောင်နှံတို့ရောက်လာတာကိုမြင်တော့သူတို့တကယ်ပဲရောက်လာကြတာပဲဒီမိသားစုနှစ်စုကတကယ်ကိုအတုံးမကျတဲ့သူတွေလို့ကျွန်တော်တွေးမိတယ်မောင်ဆန်းဆိုတာကရွာထဲမှာလောဘကြီးလို့နာမည်ကြီးပြီးသူများအိမ်ကပစ္စည်းကိုကိုယ့်အိမ်ကပစ္စည်းလိုပဲခိုးယူတတ်တဲ့သူဒီစုံတွဲကတော့ပိုဆိုးတယ်ကျွန်တော်တို့မိသားစုကိုတော့ငွေညစ်ဖူးတဲ့သူတွေလေအသီးတွေကိုအလူရက်ခူးနေကြတာအကိုင်းခတ်တွေကိုချိုးဖျက်နေကြတာကိုကြည့်ပြီးကျွန်တော်ပြုံးလိုက်မိတယ်ခုကြဆန်းပါစားကြဆန်းပါပိုင်းနာပြီးလဲသွားတဲ့အထိစားလိုက်ကြဆန်းပါလို့တွေးရင်းနဲ့ပဲဒီတစ်ခါတော့အမှန်တရားကိုပေါ်အောင်လုပ်ရမယ်လို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ဖုန်းထုတ်ပြီးရွာသူကြီးရဲ့အကောင့်ကိုရှာပြီးရွာသူရွာသားတွေရှိတဲ့ဂယုတွေကိုဝင်လိုက်တယ်ပြီးတော့ဘာမှမပြောဘဲဟုံပေါင်းကြီးကြီးတစ်ခုပို့လိုက်တော့လူတွေအားလုံးထွက်လာကြတယ်ဒီကောင်လေးကဘလို့လို့ဒီလောက်ချမ်းသာနေရတာလဲဘာလို့ဒီလောက်အများကြီးပို့တာလဲလို့မေးကြတယ်ကျွန်တော်လည်းဒေါ်တန်းပိုးသက်စေဖြန်းနေတဲ့ဗီဒီယိုကိုဂယုတွေတင်လိုက်ပြီးရွာသားတွေကိုတောင်းပန်တဲ့အနေနဲ့အခုလိုရေးလိုက်တယ်အရင်နှစ်တွေကဆိုရင်ကျွန်တော်တို့ကအသီးတွေကိုအလကားဝေကျွေးတာပါဒါပေမဲ့ဒီနှစ်တော့ဘေးအိမ်ကဒေါ်တန်းကအသီးတွေကိုပိုးသက်စေဖြန်းသွားလို့ပါတယောက်ယောက်များမစားပြီးအစိတ်တင်မှာစိုးရင်ရတဲ့အတွက်ဒီလိုလုပ်လိုက်ရတာပါလို့ပြောပြီးမခူးဖို့မစားဖို့နဲ့မိသားစုဝင်တွေကိုလည်းသတိပေးထားဖို့ပြောလိုက်တယ်ရွာသားတယောက်ကတော့ဒေါ်တပောက်ကွဲပြီးဒေါ်တန်းအဲ့ဒီမိမယူနေပြီလားဘာမဟုတ်တဲ့ဟာကိုပိုးသက်စေလိုက်ဖြန်းရအောင်ရွာသားတွေကိုအစိတ်ခတ်ချင်နေတာလားဒီအဖွားကြီးတကယ်ကိုစိတ်တက်မကောင်းတဲ့သူပဲရွာထဲမှာသူ့လောက်ရုံမာတဲ့သူမရှိတော့ဘူးမိမိဘတွေကိုခေါ်ပြီးဒီကိစ္စကိုရှင်းခိုင်းလိုက်စမ်းပါမင်းတို့မိသားစုမှာတစ်ပင်တိတ်မရှိပေမဲ့တစ်နှစ်ကိုလိမ်မော်တီ1000ကျော်လောက်ထွက်တာလေလိမ်မော်တီဈေးကအခုတစ်လုံးကို6ရွန်တောင်ဖြစ်နေတာဒီလောက်တီးတွေကိုရောင်းစားရင်ပတ်စံအများကြီးရမှာကိုသူကဖြက်စီးပစ်တာဆိုပြီးရွာသားတွေကကျွန်တော်ထက်တောင်ပိုပြီးဒေါသထွက်နေကြတယ်အရင်နှစ်တွေကအရသာရှိတဲ့အသီးတွေကိုအလကားစားခဲ့ရတာကိုအခုတော့ပိုးသက်စေးတွေကြောင့်ကြည်ရက်နဲ့မစားရတော့ဘူးဆိုတော့ဘယ်သူပဲဖြစ်ဖြစ်ဒေါသထွက်ကြမှာပေါ့ကျွန်တော်ဖုန်းကိုချပြီးပြတင်းပေါက်ကနေပြန်ကြည့်လိုက်တယ်မောင်ဆန်းကလိမ်မော်တီပင်ပေါ်တက်ပြီးအသီးတွေကိုခူးစားနေတယ်လို့သူ့မိမကလည်းအောက်ကနေအလူရက်စားနေကြတယ်အတော်ကြီးမအေးကလည်းသူ့မြေးကိုအသီးတွေခွန့်ကျွေးနေတယ်အတိတ်ဘဝတုန်းကကျွန်တော်ဖွားကိုသူတို့မြေးဖြစ်သူကတောင်ပေါ်ကနေတွန်းချလို့ဆုံးပါခဲ့ရတာလေအခုတော့သူတို့မိသားစုတွေကပိုးသက်စေးဖြန်းထားတဲ့အသီးတွေကိုအပြည့်ခူးပြီးပြန်သွားကြတယ်ကျွန်တော်ချက်ချင်းဖေဖေစီဖုန်းဆက်လိုက်တယ်ဖေဖေအိမ်ကိုအမြန်ပြန်ခဲ့ပေးပါအိမ်မှာတခုခုဖြစ်နေပြီဘေးအိမ်ကဒေါ်တန်းကကျွန်တော်တို့လိမ်မော်တီပင်ကိုပိုးသက်စေးလာဖြန်းသွားတယ်ဂယုထဲမှာတော့တတိပေးထားတယ်ဒါပေမဲ့ရေချိုးခန်းကနေထွက်လာတော့လိမ်မော်တီတွေအခုခံထားရတာကိုတွေးလိုက်ရတယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာဖေဖေနဲ့မေမေတို့အလုပ်ကနေအပြေးပြန်ရောက်လာတယ်အဖွားလည်းနောက်ကနေပါလာတာပေါ့တားကဖြစ်တာလဲเจ้าမှာအနိုင်ကျင့်ခံရတာလားဘာလို့ဒီလောက်အရေးတကြီးပြန်လာတာလဲလို့မေးတော့မဟုတ်ပါဘူးဖျားနေလို့ပါဆီယာမကတုတ်ကွေးရောဂါစိုးရင်ရလို့အိမ်ပြန်နာခိုင်းလိုက်တာပါလို့ဖြေလိုက်တယ်မိဘတွေကစိတ်အေးသွားပြီးအဖွားကိုကျွန်တော်နဲ့အတူအိမ်မှာထားခဲ့ပြီးသူတို့ကတော့ခိုးတဲ့သူတွေကိုလိုက်ရှာဖို့ထွက်သွားကြတယ်ဒါပေမဲ့နောက်ကျသွားပါပြီမအေးတို့မိသားစုနဲ့မောင်ဆန်းတို့မိသားစုကလမ်းလျှောက်ရင်းနဲ့တင်အသီးတွေကိုအများကြီးစားသွားခဲ့ကြပြီးဖေဖေတို့ရောက်တဲ့အချိန်မှာသူတို့အားလုံးပါဇက်ကနေအမြုပ်တွေထွက်နေကြပြီးပိုးသက်စေးအကြောင်းသိသွားတဲ့အခါဆွေမျိုးတွေကသူတို့ကိုကျမ်းမာရေးဌာနကိုအမြန်ပို့ကြတယ်ရောက်တဲ့အချိန်မှာမအေးရဲ့မြေးကတေဆုံးသွားပြီဖြစ်ပြီးအများဆုံးစားခဲ့တဲ့မောင်ဆန်းကလည်းအသက်လူနေရတယ်မအေးနဲ့မောင်ဆန်းရဲ့ဇနီးကတော့အသက်ရှင်ကျန်ရစ်ပေမဲ့မိသားစုတွေရဲ့ရိုက်နှက်မှုကိုခံလိုက်ရတယ်ငါကတလိုက်ရွယ်2000လောက်ပဲရတာစားစရာတော့မနှဲရှာနေရတာကိုမင်းကလိမ်မော်တီခိုးစားသေးတယ်အခုတော့ကြည့်ငါမြေးလေးတောင်မရှိတော့ဘူးမင်းဘယ်လိုရှင်းမလဲဆိုပြီးမအေးကိုရိုက်နှက်နေကြတယ်မအေးကလည်းဒီအစိတ်တွေကဘေးအိမ်ကဒေါ်တန်းဖြန်းထားတာသူကငါမြေးကိုတက်တာဆိုပြီးဒေါ်တန်းကိုပုံမုံတီးသွားကြတယ်ဆေးရုံကတင်ပေးမှတင်မောင်ဆန်းရဲ့အမေကလည်းသူ့ချွေးမကိုဆဲဆူနေတယ်ငါသားကိုမင်းတက်လိုက်တာပဲသူကလိမ်မော်တီးကြိုက်လို့စိုက်ပေးရမှာကိုမင်းကပြင်းပြီးခိုးစားတယ်ဆိုပြီးအော်ဟစ်နေကြတယ်ဒေါသထွက်နေတဲ့မိသားစုတွေကိုမြင်တော့ကျွန်တော်လည်းဖုန်းထဲကဗီဒီယိုကိုသူတို့စီပို့ပေးလိုက်တယ်ဒါဒေါ်တန်းလောက်တာပါအသီးတွေကိုသူပိုးသက်စေးဖြန်းထားလို့အခုလိုဖြစ်ကုန်တာလို့ပြောလိုက်တဲ့အခါသူတို့မိသားစုတွေကဒေါ်တန်းအိမ်ကိုအပြေးသွားကြတယ်ကျွန်တော်လည်းရဲစခန်းကိုဖုန်းဆက်ပြီးကျွန်တော်တိုင်ကြားချင်ပါတယ်တယောက်ယောက်ကကျွန်တော်တို့လိမ်မော်တီးပင်တွေကိုရည်ရွယ်ချက်ရှိရှိအစိတ်ခတ်သွားလို့ရွာသား2ယောက်တေဆုံးသွားပါပြီလို့ပြောလိုက်တယ်ကျွန်တော်ရဲကိုတိုင်ကြားပြီးတဲ့အချိန်မှာပဲဒေါသထွက်နေတဲ့မိသားစုတွေကကြီးမားတဲ့တစ်တာတွေနဲ့အတူဒေါ်တန်းအိမ်ထဲကိုအော်ဟစ်ရင်းအလင်းအမြန်ပြေးဝင်သွားကြပါတော့တယ်ဒေါ်တန်းကတော့ကြောက်ရွံ့ပြီးဒေါသထွက်နေတဲ့ပုံနဲ့ကျွန်တော်ဖွားကိုလက်ညှိုးထိုးပြီးသူတို့တေတာရှောင်းမိသားစုရဲ့လိမ်မော်တီးတွေစားမိလို့လေတွားရှာကြပါဦးအဖွားရှောင်းစီတွားကြပါလို့အော်ပြောတယ်သူတို့ကလောဘကြီးပြီးရွာသားတွေကိုလိမ်မော်တီးမကြွေးချင်လို့ပိုးသက်စေးတွေကြိုဖြန်းထားတာဖြစ်ရမယ်ရှောင်းမိသားစုကမင်းတို့မိသားစုဝင်တွေကိုတက်လိုက်တာတွားတောင်းကြော်ခိုင်းလိုက်ကြပါလို့တိုက်တွန်းတယ်ဒီစကားကြတော့မောင်ဆန်းရဲ့အကိုဖြစ်သူကဒေါ်တန်းကိုတရွေးထွေးပြီးဆဲဆူလိုက်တယ်သူဗီဒီယိုထဲမှာတေချာမြင်လိုက်ရတာလေဒေါ်တန်းကလိမ်မော်တီးပင်တွေကိုပိုးသက်စေးလာဖြန်းလို့သာသူ့ညီဖြစ်သူတေဆုံးခဲ့ရတာကိုအခုတော့အဖြစ်ကိုဝင်မခံတဲ့အပြင်လူတွေကိုအတင်းအဖျင်းတွေနဲ့တလွဲလန့်ပြပြီးထက်ခါတလဲလဲဒုက္ခပေးနေတာကိုဒေါ်တန်းထိတ်လန့်သွားပြီးဘာမှမဟုတ်ဘူးလို့ညှင်းဆန်နေတော့မှပဲကျွန်တော်ဖုန်းကိုထုတ်ပြီးအတန်ကျဲဆုံးဖွင့်ကသူ့မျက်နှာရှိတိပြလိုက်တယ်ဒေါ်တန်းကျွန်တော်တို့မိသားစုကဒေါ်တန်းကိုဘာပြစ်များလုံးမိလို့လဲပြကျွန်တော်တို့မိသားစုကိုဘာလို့ဒီလောက်လုပ်ရတာလဲရွာသားတွေကနှစ်တိုင်းလိမ်မော်တီးလာခူးကြတာအားလုံးအတိပဲရွာသားတွေကိုအစိတ်ခတ်ပြီးကျွန်တော်မိဘတွေကိုအပြစ်ပုံချဖို့အတွက်တိတ်တိတ်လေးပိုးသက်စေးလာဖြန်းတာမဟုတ်ဘူးလားလို့မေးလိုက်တယ်ဒေါ်တန်းကတော့ငါပိုးသက်စေးမဖြန်းဘူးအဲ့ဒီဘူးထဲမှာပါတာကပိုးသက်စေးမဟုတ်ဘူးမြည်ရည်စစ်စစ်ပဲမင်းတို့လိမ်မော်တီးပင်တွေ6တွေ့နေလို့စေတနာနဲ့လာလောင်းပေးတာကိုဒါတောင်ခွင့်မပြုဘူးလားလို့လိမ်ပြောတယ်အဲ့ဒီအချိန်မှာပဲရဲကားအတန်ကအိမ်ရှိကိုရောက်လာပါတော့တယ်ကျွန်တော်ဖုန်းကိုတိမ့်လိုက်ပြီးရဲတွေကကျွန်တော်စီလမ်းဖယ်ပေးကြတယ်ဒေါ်တန်းပိုးသက်စေးဖြန်းတာလားရေလောင်းတာလားဆိုတာရဲစခန်းရောက်မှရှင်းကြတာပေါ့ဗျာရဲတွေကတေချာစစ်ဆေးပြီးအမှန်တရားကိုဖော်ထုတ်ပေးလိမ့်မယ်လို့ပြောလိုက်တော့ဒေါ်တန်းကငါရဲစခန်းမလိုက်ဘူးငါတက်တာမဟုတ်ဘူးသူတို့ကလောဘကြီးပြီးအတင်းလာကူစားကြတာငါနဲ့ဘာမှမဆိုင်ဘူးလို့အော်ဟစ်ရုန်းကန်နေတယ်ရဲတွေကသူ့ကိုအတင်းဆွဲခေါ်သွားပြီးဒေါ်တန်းတို့အိမ်ကိုလည်းတားမြစ်နယ်မြေဖြစ်တတ်မှတ်လိုက်တယ်ရဲတွေကဒေါ်တန်းတို့အိမ်ကိုစစ်ဆေးတဲ့အခါပိုးသက်စေးဖြန်းတဲ့ပိုင်နဲ့အလို့ပိုးသက်စေးဘူးတွေကိုအိမ်နောက်ဖေးမှာတွေ့ရှိခဲ့တယ်စစ်ဆေးချက်အရဘူးတွေကဆေးရည်နဲ့ကျွန်တော်လိမ်မော်တီးပင်မှာကက်ကြံနေတဲ့အစိတ်ကတစ်ထက်တည်းကျနေတယ်
ကျွန်တော်ကဗီဒီယိုရိုက်ထားတဲ့အတွက်ရဲစခန်းကိုလိုက်သွားပြီးထွက်ဆိုချက်ပေးရတယ်ရဲအရာရှိကဒေါ်တန်းပိုးသက်ဆေးဖြန်းနေတာတိလျက်နဲ့ဘာလို့မတားတာလဲလို့မေးတော့ကျွန်တော်ခါခါတီးတီးပြုံးလိုက်တယ်အဲ့ဒီအချိန်ကကျွန်တော်ဖျားနေလို့အရန်အားနေနေတာပြီးတော့ကျွန်တော်တို့မိသားစုနဲ့သူတို့နဲ့ကအရင်ကတည်းကမတဲကြတာတိုက်ရိုက်သွားတာရင်ကျွန်တော်တယောက်တည်းမို့အနိုင်ကျင့်ခံရမှာစိုးရိမ်နေဒါကြောင့်တိတ်တိတ်လေးဗီဒီယိုရိုက်ပြီးဖေဖေကိုပြဖို့စီစဉ်တာပါရွာသားတွေအထင်မလွဲအောင်လဲဂရုထဲတင်ပေးထားတယ်ဘယ်သူမှမမြင်မိမှာစိုးလို့တတိပေးစာတမ်းမှာချိတ်ထားသေးတယ်အဲ့ဒီစာတမ်းကအခုထိအပင်မှာရှိနေအောင်ပါရဲတွေကအခင်းဖြစ်တုန်းကဘာလို့မတားတာလဲလို့ဆက်မေးတော့ဘိုက်အောင်လို့အိမ်သာသွားနေတာလူတွေလာတာမသိလိုက်ဘူးပြန်လာမှအကိုင်းခတ်တွေကြိုးကြနေပြီးအသီးတွေရောနေမှတခုခုဖြစ်မှန်းသိပြီးဖေဖေစီဖုန်းဆက်တာပါလို့ရှင်းပြတယ်ကျွန်တော်ဖုန်းထဲကခေါ်ဆိုမှုမှတ်တမ်းတွေကိုအထောက်ထားဖြစ်ပေးလိုက်တယ်တနာကြီးကြာပြီးထွက်ဆိုချက်တွေပေးပြီးမှကျွန်တော်မိဘတွေကကျွန်တော်ကိုဝိုင်းကြည့်နေကြတယ်မိဘတွေလက်ကိုဆွဲပြီးအိမ်ပြန်လာခဲ့ပေမဲ့အိမ်ရှိရောက်တော့ဘေးအိမ်ကအော်ဟစ်တန်တွေနဲ့ပစ္စည်းတွေရိုက်ခွဲတန်တွေကြားနေရတယ်ရိုက်မခွဲကြပါနဲ့တော့ဒေါ်တန်းကဖျန်းတာလေးငါနဲ့ဘာဆိုင်လို့လဲလို့អော်နေတဲ့အတန်ကဒေါ်တန်းခင်ပုံရဲ့အတန်ပဲဒေါ်တန်းကမင်းမပဲသူမရင်မင်းပဲတာဝန်ယူရမှာပေါ့လို့ပြန်អော်နေကြတယ်ငါဒေါ်တန်းနဲ့ကွာရှင်းတော့မယ်သူရဲ့စခန်းကထွက်လာတာနဲ့ကွာမယ်ငါမိသားစုဝင်မဟုတ်တော့ဘူးပတ်စံလို့ချင်းရင်သူ့ကိုပဲတွားတောင်းဒါမှမဟုတ်သူမိဘအိမ်ကိုတွားတောင်းလို့ဒေါ်တန်းခင်ပုံကဒေါ်တာတကြီးអော်ပြောတယ်သူကအိမ်မှာအနိုင်ကျင့်တတ်တဲ့သူမို့သူ့မိမနဲ့သမီးတွေကိုအမြဲရိုက်နှက်တတ်တယ်အိမ်အောင်ကျသွားတဲ့သမီး၃ယောက်ကလည်းဖခင်စီမလာရဲကြဘူးအိမ်အောင်ကျပြီးရင်တော့ရေးဆက်လက်ပဲဘာမှမဖြစ်ရင်ပြန်မလာနဲ့လို့သူကိုယ်တိုင်ပြောထားတာကိုအခုတော့ဒေါ်တန်းကြောင့်ဒုက္ခရောက်နေပြီသူသမီးတွေကိုဖုံးဆက်ခေါ်ပေမဲ့ဘယ်သူမှဂရုမစိုက်ကြဘူးဒီအချိန်မှာပဲမအေးနဲ့မောင်ဆန်းတို့မိသားစုကဒေါ်တန်းအိမ်ထဲကိုအတင်းဝင်ပြီးပစ္စည်းတွေရိုက်ခွဲနေကြပြီးအိမ်ထဲကပတ်စံအိတ်ဝက်နှစ်ကောင်နွားတစ်ကောင်နဲ့ဆန်အိတ်20ကျော်ကိုသူတို့နဲ့အိမ်ကခွဲဝေယူလိုက်ကြတယ်ကျွန်တော်တို့မိသားစုပြန်ရောက်တာကိုမြင်တော့ဒေါ်တန်းခင်ပုံကကျွန်တော်မိဘတွေကိုလက်ညှိုးထိုးပြီးမင်းတို့လိမ်မော်တီးတာမခိုးရင်အစိတ်တင်စရာမလိုဘူးမင်းတို့လည်းတာဝန်ရှိတယ်တွားတောင်းကြစမ်းပါလို့လှုံ့ဆော်တယ်သူကချင်းဟွာကတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေရမှာမင်းတို့တွားပြီးငွေတောင်းကြမပေးရင်ကျောင်းသွားပြီးရန်ရှာလိုက်သူတို့ကြောင်းမတက်ရမှာဆိုလို့မင်းတို့ကိုပတ်စံပေးလိုက်မယ်လို့ပြောလိုက်တော့လူတွေအားလုံးကကျွန်တော်တို့ကိုစိုက်ကြည့်နေကြတယ်ကျွန်တော်လည်းစိတ်ပြက်လက်ပြက်နဲ့သူတို့ရှိမှဥညွတ်လိုက်ပြီးအရင်နှစ်တွေကကျွန်တော်တို့ရဲ့လိမ်မော်တီးကိုမစားဘူးတဲ့သူဒီရွာမှာဘယ်သူရှိလဲဗျာကျွန်တော်တို့ကမိသားစုလိုသဘောထားပြီးအလကားကျွေးခဲ့တာလေးလို့ဟောပြောလိုက်တယ်ကျွန်တော်အဖိုးနဲ့မိဘတွေကရွာသားတွေကိုမိသားစုလိုသဘောထားပြီးဘယ်သူမှမခုရဘူးလို့မတားခဲ့ဘူးအခုတော့သူတို့စီကနေထောက်ခံမှုကိုမမျှော်လင့်တော့ပါဘူးအမှန်တရားဘက်ကနေစကားတခွန်းလောက်ပဲပြောပေးစေချင်တာပါကျွန်တော်အတန်ကပို့ပြီးတော့တောင်တုံရင်လာတယ်အဲ့ဒီလိမ်မော်ပင်တွေကကျွန်တော်တို့မိသားစုစိုက်ထားတာမအေးတို့မိသားစုကိုကျွန်တော်တို့ခူးစားပါလို့တခါမှခွင့်ပြုချက်မပေးခဲ့ဘူးသူတို့ကကျွန်တော်တို့အိမ်ကိုအတင်းလာခူးစားတာကိုတောင်ကျွန်တော်တို့ကဘာမှပြန်မပြောသေးဘူးအခုတော့သူတို့စားချင်တယ်လို့စားပြီးအသက်တည်တဲ့အထိဖြစ်သွားတာကိုကျွန်တော်တို့စီလာပြီးရောကြီးတောင်းနေဆိုတာဘယ်လိုရုပ်တည်မျိုးလဲကျွန်တော်ရွာသားတွေကိုတတိပေးလိုက်ပြီးအတန်ကိုပိုအေးဆက်ဆက်နဲ့ပြန်ပြောလိုက်တယ်ဒီနေ့ကျွန်တော်တို့မိသားစုသားရောကြီးပေးရမယ်ဆိုရင်နောက်ပိုင်းဘယ်သူမှမဆိုသူတို့လေကွင်းမှာပိုးသက်စေးဖြန်းထားတာမြင်ရင်ကျွန်တော်သွားစားပြင်မယ်ပြီးရင်အစိတ်တင်တယ်လို့နဲ့လဲနေပြီးရောကြီးတောင်းမယ်။ဘာပဲပြောပြောပင်တွေကသူတို့ဟာပိုးသက်ဆေးဖြန်းတဲ့သူကလည်းသူတို့ပဲလေ။ကျွန်တော်ကခိုးစားလို့တခုခုဖြစ်ရင်တော့သူတို့ပဲတာဝန်ယူရမှာပေါ့လို့ပြောလိုက်တော့ခုနကအေးဆက်ဆက်နဲ့ကြည့်နေကြတဲ့ရွာသားတွေရုတ်တရက်တုံဆိုင်သွားကြတယ်။အဲ့ဒီအချိန်မှာတစ်ချိန်လုံးဘာမှမပြောဘဲငြိမ်နေတဲ့ဥကတုတ်ကောက်ကိုထောက်ပြီးတုံတုံရင်ရင်နဲ့ထွက်လာတယ်။သူကရွာထဲမှာအသက်အကြီးဆုံးအကြီးကဲတစ်ယောက်ပါ။သူ့မျက်လုံးမုံမုံတွေနဲ့လူတွေကိုတစ်ချက်ကြည့်လိုက်ပြီးကျွန်တော်မျက်နှာစီအကြီးရောက်လာတယ်ချင်းဟွာရေးမင်းပြောတာလည်းဟုတ်ပါတယ်ဒါပေမဲ့မင်းတို့မိသားစုစီကနှစ်ပေါင်းများစွာခိုးစားလာတာဟုတ်မဟုတ်တော့ပြန်စဉ်းစားတင်တယ်မင်းဖိုးရှိတုန်းကဆိုရင်မင်းတို့မိသားစုပိုင်တဲ့အတီးဟာရွာသားအလုံးပိုင်တဲ့အတီးပဲလို့ပြောလို့ရှိကြတယ်မဟုတ်လားတယောက်ယောက်ရဲ့ကလေးကလောဘကြီးပြီးနည်းနည်းပါးပါးခိုးစားတာကိုခိုးတယ်လို့မတတ်မှတ်ဘူးအခုမင်းကခိုးတယ်ဆိုတဲ့စကားလုံးကိုသုံးတာကတကယ်ကိုရက်ဆက်လုံးမနေဘူးလားဦးရဲ့စကားကိုကျွန်တော်ကောင်းခါလိုက်တယ်ဦးကျွန်တော်ဦးကိုအကြီးကဲတယောက်အနေနဲ့လေးစားပါတယ်ဒါပေမဲ့သူများအတီးကိုခွင့်မတောင်းမဲယူတာဟာခိုးတာပါပဲကျွန်တော်အဖိုးကစေတနာရှိပေမဲ့ဘသူကမှခွင့်မတောင်းမဲစားပါယူပါပြီးတော့ပြန်ပြီးအပြစ်တင်ပါလို့တခါမှမပြောခဲ့ဘူးဒီနေ့သူတို့ကခိုးစားပြီးဘိုက်ဝအောင်စားသွားကြတယ်အခုတော့ကျွန်တော်ကိုပြန်ပြီးရောကြီးတောင်းနေဆိုတာဘလို့ရုပ်တည်မျိုးလဲဒါလည်းဟုတ်တာပါပဲဒါပေမဲ့ရွာသားတွေကဆင်းရဲပါတယ်မင်းတို့မိသားစုကချမ်းသာတဲ့သူတွေဆိုတော့နည်းနည်းလောက်တီးခံပေးလို့မရဘူးလားမင်းသားဒီလိုမျိုးရှင်းနေရင်ရွာသားတွေရဲ့စိတ်ဓာတ်တွေပျက်စီးကုန်လိမ့်မယ်ကျွန်တော်အေးဆက်ဆက်နဲ့ရေးလိုက်တယ်လူတွေရဲ့စိတ်ဓာတ်ကပျက်စီးနေတာကြာပါပြီဦးရဲ့ကျွန်တော်တခါဝမှာလာပြီးရောကြီးတောင်းတဲ့အချိန်ကတည်းကစေတနာဆိုတာလေးစားမှုမရပဲအနိုင်ကျင့်ချင်းသာရတယ်ဆိုတာကျွန်တော်နားလည်သွားပြီအဲ့ဒီအချိန်မှာပဲရွာအရှိဖက်ဆုံးကဇော်လောင်ဝူရဲ့အေးဆက်ဆက်ရဲတန်းတစ်ခုထွက်ပေါ်လာတယ်သူကပလင်းစိမ့်တစ်လုံးကိုကင်ထားပြီးရိုင်းတိုင်တိုင်နဲ့ရှေ့ကိုရှောက်လာတယ်ချင်းဟွာလူတွေရဲ့စိတ်ဓာတ်တွေပျက်စီးနေရလို့မင်းကပြောနေတာလားဒါဆိုငါ့ကိုပြောစမ်းပါဦးမင်းဘိုးအိမ်ဆောက်တုံးကငါမြေတဝက်ကိုအတင်းယူသွားတာဘယ်သူလဲအဲ့ဒီတုန်းကမင်းတို့မိသားစုရောကြီးတပြားမှပေးဘူးလားလွန်ခဲ့တဲ့နှစ်ကမင်းဖေဖေငါရဲ့ပေါ်ပလာပင်နှစ်ပင်ကိုထင်းလို့ဖို့ခုတ်သွားတော့ကောငါတို့ဘက်ကဘာမှမပြောခဲ့ဘူးအခုတော့မင်းတို့ရဲ့လိမ်မော်တီးပင်လေးအကြောင်းရင်းခံပြီးလူတယောက်တည်သွားတာကိုမင်းတို့ကကိုတားကောင်လို့တယောက်ဆောင်နေတာလားဟွန်းဒီစကားတွေကိုကြားလိုက်ရတဲ့အခါကျွန်တော်အံ့တသွားတယ်ကျွန်တော်မိသားစုကဒီကိစ္စတွေကိုတခါမှမပြောပြခဲ့ဘူးလေဒါပေမဲ့ဖေဖေကချက်ချင်းဆိုသလိုထဲလိုက်ပြီးအဲ့ဒီတုန်းကနေရာတွေကိုရွာကနေတူညီစွာခွဲဝေပေးထားတာပါဇော်လောင်ဝူရဲ့မြေနေရာအတွက်ရော်ကြီးကိုအဲ့ဒီတုန်းကရပြီးသားပါလို့တင်းတင်းမာမာပြန်ပြောလိုက်တယ်ပေါ်ပလာပင်ကိစ္စကလည်းပိုဆိုးပါတယ်ဇော်လောင်ဝူရဲ့သားကကျွန်တော်တို့မိသားစုရဲ့တစ်ပင်တွေကိုခိုးခုတ်ရင်အမိဖက်မိထားတာပါဇော်လောင်ဝူရဲ့ဖခင်ကိုယ်တိုင်ကရော်ကြီးဖြစ်သုံးဖို့ခွင့်ပြဥချက်ပေးထားတာကိုအခုလိုလာပြောနေတာပါဖေဖေကဒေါသကြီးနဲ့ပဲအရင်တုန်းကအညိုးတေးတွေကိုထုတ်ပြောချင်ရင်ဒီနေ့အားလုံးရဲ့ရှေ့မှာအကုန်ချပြလိုက်ကြစို့လို့ပြောလိုက်တော့ဇော်လောင်ဝူတယောက်စကားမပြောနိုင်တော့ပဲမျက်နှာတွေညီရဲသွားတယ်ဒီအချိန်မှာပဲအမြဲတမ်းငြိမ်နေတတ်တဲ့ဒေါ်ချန်တရားဝင်ပြောလိုက်တယ်ဇော်လောင်ဝူအရင်ကိစ္စတွေကိုမွေးမနေနဲ့တော့မင်းစနီမိဖွားခက်ခဲတုန်းကချင်းဟွာရဲ့ဘွားကညာတွင်ချင်းစင်မိုင်လောက်လမ်းလျှောက်ပြီးတားဖွားဆရာမကိုတွားခေါ်ပေးခဲ့တာမင်းစီကတပြားမှလည်းမယူခဲ့ဘူးမင်းမဘလို့လုပ်ပြီးစိတ်တက်မရှိရတာလဲဒေါ်ချန်ရဲ့စကားကြောင့်ဇော်လောင်ဝူမျက်နှာပြက်ပြီးလူအုပ်ရဲ့နောက်ဘက်ကိုဆုတ်သွားရတယ်ဒါပေမဲ့သူ့ရဲ့စကားတွေကရေကန်ထဲကြောက်ခဲပစ်လိုက်တယ်လို့ပဲရွာသားတွေကြားမှာထပ်ပြီးဆူညံသွားပြန်တယ်တတိယလူရဲ့ဝမ်းကွဲကြီးကရှေ့ကိုတိုးလာပြီးကျွန်တော်ဖေဖေကိုလက်ညှိုးထိုးကမင်းတို့ကလိမ်မော်ပင်တွေကိုလမ်းဘေးမှာစိုက်ထားတာလူတွေကိုခိုးစားခိုင်းဖို့မဟုတ်လားအခုတခုခုဖြစ်တော့လက်ဆေးပြီးထွက်သွားဖို့လုပ်နေတာလားဘယ်ဖြစ်ရမလဲလို့အော်ဟစ်တယ်အပင်ကအဘိုးဆိုင်ခဲ့တာလမ်းကအစိုးရပိုင်ဒါကိုကျွန်တော်တို့ကဘာလို့ရမှာလဲခိုးစားတာကိုပဲသူတို့ကမှန်တယ်လို့ထင်နေကြတာလားရွာသားတွေကတယောက်တစ်ပေါက်နဲ့လွန်ခဲ့တဲ့10နှစ်လောက်ကကိစ္စတွေကိုပါပြန်ဆွဲထုတ်လာကြတယ်ပိုက်ဆံရှိတဲ့သူတွေကပိုလျော်တင်နေဆိုပြီးပြောသူကပြောခုနကနင်းနေလေးစဉ်းစားနေတဲ့ရွာသားတွေကအရင်ကအညိုးတေးတွေကြောင့်ပြန်ပြီးအယုံလွယ်သွားကြပြန်တယ်
ဒီမျက်နှာတွေကိုကြည့်ရင်ကျွန်တော်ရင်ထဲအေးဆက်သွားတဲ့အဖွားကရွာသားတွေကရိုးသားတယ်လို့ပြောလို့ရှိပေမဲ့အခုမြင်နေရတာကရိုးသားမှုရဲ့အောက်မှာဝက်ထားတဲ့တွက်ချက်မှုနဲ့မနာလိုမှုတွေပဲကောင်းပြီအရင်ကိစ္စတွေကိုပြန်ပြောချင်ရင်အကုန်ရှင်းကြတာပေါ့ကျွန်တော်မိသားစုစီကပိုက်ဆံချေးပြီးမဆက်ရသေးတာဘာတူလဲစပါးချေးပြီးပြန်မဖြည့်တာဘာတူလဲဘသူကလေးတွေရဲ့ကြောင်းလက်ခကိုဖေဖေကပေးခဲ့ရတာလဲဒီနေ့အကုန်လုံးကိုတစ်ခုချင်းရှင်းလိုက်ကြမယ်ကျွန်တော်စကားတွေကရေအေးပက်လိုပဲရန်ရှာချင်နေတဲ့သူတွေကိုတတိဝင်သွားစေတဲ့ရှောင်းမီသားစုရဲ့ကျေးဇူးကိုမခံစားဘူးတဲ့သူဒီရွာမှာဘသူရှိလဲတကယ်တမ်းရှင်းရမယ်ဆိုရင်သူတို့ကိုယ်တိုင်ပို့ပြီးအပြစ်ရှိနေတာပါရွာသားတွေကလည်းကျွန်တော်စကားတွေမှန်နေဆိုတာသဘောပေါက်လာကြတယ်တောရွာမှာအပင်တွေကိုအတင်းခုတ်လို့ရမလားအတိဆိုင်ရင်ပိုးတက်စေဖြန်းရတာတဘာဝပဲလေရှောင်းမီသားစုကိုသာလျော်ခိုင်းရင်တခြားသူတွေကဘယ်လိုလုပ်မလဲရွာသားတွေရဲ့သဘောထားပြောင်းသွားတာကိုမြင်တော့မိဘတွေကတယောက်နဲ့တယောက်ကြည့်ပြီးဒေါ်တန်းရဲ့အိမ်ရှိကိုသွားထိုင်လိုက်ကြတယ်အမေကဒေါ်တန်းရဲ့တကားရှိမှာရက်ပြီးသူ့ခင်ပွန်းကိုထွက်လာပြီးရှင်းပြဖို့အော်ပြောတဲ့ရှောင်းမီသားစုရဲ့အသီးတွေကသူတို့ကိုဒုက္ခပေးတယ်ဆိုရင်အရင်ကသူတို့ရှိုးဝက်ခိုးယူသွားတဲ့အသီးတွေအတွက်အကုန်ပြန်လျော်ခိုင်းမယ်လို့ပြောလိုက်တယ်နောက်တစ်ခါရှောင်းမီသားစုရဲ့အသီးတွေကိုလာမခူးရဲအောင်လုပ်ရမယ်အော်ဟစ်ပြီးတဲ့နောက်အမေကခုနကလျော်ကြေးတောင်းနေတဲ့ရွာသားတွေကိုပြန်လာအကြည့်ပြီးမင်းတို့လည်းမသွားနဲ့ဦးနှစ်ပေါင်းများစွာမင်းတို့ခူးသွားတဲ့လိမ္မော်တီးမမုံတီးတရက်တီးတွေကနေတာမဟုတ်ဘူးဒီနေ့အကုန်ရှင်းကြမယ်နောက်တစ်ခါကျမတို့အပင်ကအတီးတစ်ခုမှမထိရဘူးထိလို့ဖျားရင်လည်းကျမမှာတောင်းမရှိဘူးလို့ပြောလိုက်တယ်အမေစကားကြောင့်အမြဲတမ်းအခွင့်အရေးသမားတွေဖြစ်တဲ့ရွာသားတွေမျက်နှာပြတ်သွားကြတယ်ဇော်လေးရဲ့ဇနီးကအော်အခုတော့ငါတို့ကိုသူခိုးလို့ဆွဆွဲနေတာပေါ့မင်းတို့ဖွားကခူးကျင်တာခူးလို့ပြောခဲ့တာလေလို့အော်ပြောတော့ဖေဖေကဒေါသနဲ့တုံကြီးသွားတယ်ခူးကျင်တာခူးလို့ပြောတာကယဉ်ကျေးမှုအရာပြောတာပါမင်းတို့ကတော့ချင်းတောင်းလိုက်ကြီးခိုးသွားတာမနစ်ကဆိုရင်လေကျွန်တော်တို့ရဲ့အကြီးဆုံးစည်းပင်ကအတီးတွေတညရဲနဲ့ကုံသွားတယ်မင်းသားလောက်တာမလားလို့ပြောလိုက်တော့အထောက်ထားရှိလားဆိုပြီးပြန်မေးလာလို့ကျွန်တော်အိတ်ထဲကအဖွားမှတ်ထားတဲ့စာအုပ်ငယ်လေးကိုထုတ်ပြလိုက်တယ်အဖွားက3နှစ်လောက်ကလေးကဘသူဘာတွေခူးသွားလဲဆိုတာအကုန်မှတ်ထားတာအခုတော့ဒီစာအုပ်ကအထောက်ထားဖြစ်လာပြီးဇော်လေးရဲ့ဇနီးကစာအုပ်ကိုလာလို့ပေမဲ့ကျွန်တော်ရှောင်လိုက်တယ်ဗျ။ပြီးတော့သူခူးသွားတဲ့အတီးမျိုးစိတ်နဲ့အရေးအတွက်တွေကိုအတန်ကျဲကျဲနဲ့ဖတ်ပြလိုက်တယ်။ရွာသားတွေကြားမှာတီတိုစကားတန်တွေထွက်လာတယ်မအေးနဲ့မောင်ဆန်းတို့မိသားစုကတော့ရှက်ရမ်းရမ်းပြီးမောင်ဆန်းမိမကရှေ့ကိုထွက်လာကခူးစားတာပဲဘာဖြစ်လဲ။မင်းတို့အတီးတွေကလည်းပုတ်သွားမှာပဲလေငါတို့ကကူပြီးခူးပေးတာမင်းတို့ကခူးပြီးရင်လည်းအတီးကချင်းနေငါတို့ကလောဘကြီးတယ်ဆိုပြီးအပြစ်တင်ကြသေးတယ်အဲ့ဒါလည်းချင်းဟွာကိုကူညီတာပဲမနစ်ကငါကလေးဖျားတော့ကမင်းဖေဖေဆေးဖို့ရွံ3000စိုက်ထုတ်ပေးခဲ့တာလေလို့အော်ပြောတယ်ဒီအကြောင်းတွေကိုကျွန်တော်ကုန်းမှတ်ထားပါတယ်ကျွန်တော်ကဦးလေးလီနဲ့ရွာသားအားလုံးရဲ့ဘက်ကရက်တီပေးခဲ့တာပါဒီနေ့ကျွန်တော်ရှောင်းချင်းဟွာရောက်လာတာကအကျွေးတောင်းဖို့မဟုတ်ဘူးတရားမျှတမှုအတွက်ပါခိုးတာပဲတော့ခတ်ပေးတာကဒုက္ခပေးတာပဲကျွန်တော်တို့စေတနာကောင်းတယ်ဆိုတာသူတို့အနိုင်ကျင့်ဖို့အကြောင်းပြချက်မဟုတ်ဘူးကျွန်တော်စကားတွေနဲ့စာအုပ်ထဲကအသေးစိတ်မှတ်တမ်းတွေကြောင့်ရွာသားတွေငြိမ်ချသွားကြတယ်တချို့ကတော့အရှက်မရှိစာအုပ်ကိုလာလူဖို့စူးစမ်းကြသေးတယ်ကျွန်တော်ကစာအုပ်ကိုတင်လိုက်ပြီးဒီနေ့ဒီကိစ္စကိုမရှင်းရင်ဒီစာအုပ်ကိုရွာသူကြီးနဲ့မြို့နယ်ရုံးကိုပေးပို့လိုက်မယ်ရွာကလူတွေကသူများကျေးဇူးကိုဘလို့မှတ်ထားတယ်လဲဆိုတာအားလုံးမြင်သွားလိမ့်မယ်လို့ချင်းချောက်လိုက်တယ်ဒါကကျွန်တော်တို့ရွာရဲ့ဂုဏ်တိတ်ခါကိုထိခိုက်စေမှာမဟုတ်ဘူးလားရွာကလူတွေအားလုံးသိပါတယ်ကျွန်တော်တို့မိသားစုကအပြောဆိုလွယ်တဲ့သူတွေပါနှစ်တွေကြာလာတာနဲ့အမျှကျွန်တော်တို့အတီးနှံတွေမဲ့လာတိုင်းအခွင့်ကောင်းယူတဲ့သူတွေကအမြဲရှိနေတာပဲအခုကျွန်တော်တို့ကိုဝိုင်းခဲ့ရနေတဲ့သူတွေကလည်းအများကြီးအခွင့်ကောင်းယူထားကြတဲ့သူတွေပါသူတို့ကစားယုံတင်မကဘူးလက်ဆောင်ပေးဖို့ပါအများကြီးခူးသွားကြတာဖေဖေနဲ့အဖွားကတော့အိမ်မှာ4ယောက်ပဲရှိတာမို့အတီးတွေအကုန်မစားနိုင်ဘူးဒါကြောင့်စေတနာထားပြီးဝေပေးလိုက်တာလို့ပြောလို့ရှိတယ်ရွာသားတွေကဒီစေတနာကိုမှတ်မိနေရင်နောင်ခါဒုက္ခရောက်ရင်ကူညီကြလိမ့်မယ်လို့ယုံကြည်ခဲ့ကြတာဒါပေမဲ့နှစ်ပေါင်းများစွာကျွန်တော်တို့အတီးကိုစားခဲ့ကြပြီးမှအခုလိုအမားရွေးမရှိပဲအဆွဆွဲခံရတဲ့အချိန်မှာအရင်ဆုံးလာပြီးဖိနှိပ်ကြတာကဒီရွာသားတွေပဲဖြစ်နေလိမ့်မယ်လို့ဘသူကထင်မှလဲတကယ်တော့ကျွန်တော်တို့စီကိုအတီးကူဖို့မလာဘူးတဲ့ရွာသားတွေကဒါကျွန်တော်တို့ဘက်ကနေစကားပြောပေးကြတာပါအမြဲတမ်းလိုခိုးစားနေတဲ့သူတွေကတော့ကျွန်တော်တို့မိသားစုကအမှန်တရားဘက်ကနေရက်တီပြီးအကောင်ရှင်းမယ်ဆိုတာတီတော့မှသာဒေါ်တန်းတို့မိသားစုကိုပြန်ပြီးဝေဖန်ကြပါတော့တယ်သူတို့ကဒေါ်တန်းတို့ပိုးတက်စီဖြန်းပြီးလူတက်တဲ့ကိစ္စကိုရှောင်းမိသားစုအပေါ်ပုံချတာမတရားဘူးလို့ပြောလာကြတယ်ခန့်လေးကပဲဒေါ်တက်ကြီးနဲ့အော်ဟစ်နေကြတဲ့ရွာသားတွေအခုတော့အမှန်တရားဘက်ကနေရက်တီနေကြတာကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာစိတ်မကောင်းဖြစ်မိတယ်ရုတ်တရက်မအေးရတာကကျွန်တော်ရှေ့ကိုပြေးလာပြီးဒူးထောက်လိုက်တယ်ချင်းဟွာတောင်းပန်ပါတယ်ကျွန်တော်မေကလောဘကြီးမိလို့ပါဆေးရုံကပြောတာတော့သူဆုံးသွားပြီတဲ့လူတေသွားပြီဆိုတော့လေးစားတင်ပါတယ်ဇာပနစရိတ်အတွက်နင်းနဲ့လောက်ကူညီပေးလို့မရဘူးလားကျွန်တော်တို့မှာတကယ်ပိုက်ဆံမရှိလို့ပါလို့တောင်းပန်နေမင်းမေကကျွန်တော်တို့အတီးကိုခိုးစားရင်အစိတ်တင်တာတာဝန်ရှိတာကဒေါ်တန်းမှာဇာပနစရိတ်လိုချင်ရင်သူ့မိသားစုစီသွားတောင်းပါဒါပေမဲ့သူတို့ကလည်းဆင်းရဲပါတယ်ချင်းဟွာရေမင်းတို့မိသားစုကစေတနာကောင်းတဲ့သူတွေပါကူညီပေးကြပါလို့သူကထပ်ပြောတယ်ကျွန်တော်ဘာမှပြောရသေးခင်မှာပဲမောင်ဆန်းရဲ့အမေကဝင်ပြောလာတယ်ချင်းဟွာငါတို့မိသားစုမှမှန်းသိပါတယ်ဒါပေမဲ့လူတေတယောက်ကိုတော့မြေမြုပ်ပေးရမှာလေစေတနာထားပြီးတက်နိုင်တဲ့လောက်ကူညီပေးပါငါတို့တကယ်ဒါကိုရော်ကြေးလို့မပြောပါနဲ့မိသားစုကနေပို့တဲ့ဝမ်းနေကြောင်းလက်ဆောင်လို့ပဲပြောပါဒါပိုက်ဆံကိစ္စမဟုတ်ဘူးဒီနေ့ကျွန်တော်တို့ရော်ကြေးပေးလိုက်ရင်နောက်နေ့ကျရင်ဘသူကသူများတီးခင်းမှာအစိတ်လာခတ်ပြီးပိုက်ဆံတော့မလဲမသိဘူးဒီလမ်းကြောင်းကိုကျွန်တော်တို့ဘယ်တော့မှမဖွင့်ပေးဘူးလို့ပြောလိုက်တယ်မင်းကလည်းကိုတက်စင်နေတာလားပိုက်ဆံမပေးချင်လို့ပေါ့မင်းတို့မိသားစုကချမ်းသာနေတာပဲနင်းနဲ့လောက်ပေးလိုက်ပါတော့လို့တယောက်ကပြောလာတယ်ဒီအချိန်မှာငိမ့်နေတဲ့အဖွားကတုံတုံရင်ရင်နဲ့ရင်ဘက်ထဲကပူဝါလေးတစ်ထည်ကိုထုတ်ပြီးဖြီးကြည့်လိုက်တဲ့အထဲမှာနွမ်းနေရဲ့ငွေဆက်ကူတွေပါလာတယ်ဒီရွာ900ကအဖွားချက်ဥဝယ်ဖို့စုထားတဲ့ပိုက်ဆံပါဒါကိုယူပြီးမင်းမေအတွက်ဇာပနစရိတ်လုပ်လိုက်ပါလို့ပြောလိုက်တယ်900ကမလောက်ဘူးဆိုပြီးတခြားသူတွေကအော်ကြသေးတယ်ကျွန်တော်တို့ရဲ့စေတနာကိုအတုံးချပြီးအတင်းကျပ်မလုပ်ပါနဲ့ဒီနေ့တပြားပေးလိုက်ရင်နောက်နေ့ကျရင်ခိုးဖို့ဒါမှမဟုတ်ငွေညစ်ဖို့ပဲစဉ်းစားတော့မှကျွန်တော်တို့ဒီတကားကိုဘယ်တော့မှမဖွင့်ဘူးနောက်တစ်ခါထပ်ပြီးရန်ရှာရင်ရဲခေါ်လိုက်မယ်ငွေညစ်မှုနဲ့တရားစွဲမယ်လို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်ကိုငွေတောင်းဖို့မရတော့ဘူးဆိုတာသိတော့သူတို့လည်းကြောက်လာကြတယ်တကယ်တော့ဒီမိသားစုနှစ်စုကကျွန်တော်တို့စီကအတီးများဆုံးခိုးသွားတဲ့သူတွေပါတကယ်ဒါကောင်းရှင်းမယ်ဆိုရင်ကျွန်တော်တို့ကသူတို့စီကနေလျော်ကြေးတောင်းရမှာပါဒေါ်တန်းကိုလည်းဖမ်းလိုက်ပြီးပိုးတက်စေဖြန်းတဲ့အထောက်ထားလဲကျွန်တော်မှရှိတယ်တရားရုံးရောက်သွားရင်သူတို့ဘက်ကကျွန်တော်တို့ကိုလျော်ကြေးတောင်းဖို့အထောက်ထားဘာမှမရှိဘူးနောက်ဆုံးတော့ဒေါ်တန်းကိုလူတက်မှုနဲ့တသက်တကြုံထောင်ဒဏ်ချမှတ်လိုက်တယ်ထောင်ချပြီးတဲ့နောက်မှာတော့ဒေါ်တန်းရဲ့ခင်ပွန်းကထောင်ထိလိုက်သွားပြီးကွာရှင်းစာချုပ်နဲ့အတူကွာရှင်းဖို့အတင်းတောင်းဆိုပါတော့တယ်
တရားရုံးကတော့ဒေါ်တန်းကိုတသက်တကြုံထောင်ဒဏ်ချမှတ်လိုက်တယ်သူဒီဘဝနဲ့ထောင်ထဲမှာပဲကုံဆုံးရတော့မယ့်ပုံမှာပဲသူခင်ပွန်းကလည်းငါကလူကြီးတယောက်ပဲမင်းထောင်ကျနေတာကိုလူပြိုကြီးလုပ်ပြီးမစောင့်နိုင်ဘူးဆိုပြီးကွာရှင်းစာချုပ်ကိုအတင်းလက်မှတ်ထိုးခိုင်းတယ်ငါမင်းနဲ့နှစ်ပေါင်းများစွာအတူနေလာတာအခုမှလာကွာရှင်းရအောင်ငါမျက်နှာကိုဘယ်နာသွားထားရမလဲလို့ဒေါ်တန်းကငိုယိုပြီးညှင်းဆန်ပေမဲ့ဘာမှမတတ်နိုင်ခဲ့ပါဘူးသူခင်ပွန်းကတော့အဲ့ဒီနေ့မှာပဲထွက်သွားပြီးမကြခင်မှာပဲမူဆိုးမအိုတဲ့ရောက်ကိုအိမ်ခေါ်လာပါတော့တယ်မအေးတို့မိသားစုတင်မကပဲမောင်ဆန်းတို့မိသားစုမှာလည်းအဖြစ်ဆိုးတွေကြုံရတယ်မောင်ဆန်းရဲ့ဇနီးကတရားစီရင်ချက်ကိုတောင်မမြင်လိုက်ရပဲဆေးရုံပေါ်မှာပဲအသက်ရှူလန်းကြောင်းဆိုင်ရာပြဿနာနဲ့ကွယ်လွန်သွားခဲ့တယ်ဒီဖြစ်ရပ်တွေကြောင့်အဖွားကမျက်ရည်တွေတုပ်ရင်းဖေဖေကိုတကားဝါကလိမ္မော်ပင်တွေကိုပူစိန်နဲ့ခုတ်လဲပစ်ဖို့ပြောတယ်ဖေဖေကပူစိန်ကိုကင်ဖို့လှုပ်တော့မှာပဲကျွန်တော်ထားလိုက်တယ်ဖေဖေဒီပင်တွေကိုခုတ်လို့မရဘူးကျွန်တော်တို့အိမ်ရှိကရွာသားတွေကဒီမြင်ကွင်းကိုကြည့်ပြီးနှာခေါင်းရှုံကြတယ်ယောအာနောက်ဘက်ကအဖိုးဆုံးကမုံစားရင်ချင်းဟွာဒီပင်တွေကိုနှမျောနေတာလားလူတက်ထက်တောင်တန်မိုးထားနေတာပဲလုတ်ခဲ့ရတယ်ကျွန်တော်လည်းအဖိုးဆုံးကိုပြန်ပြောလိုက်တယ်ဦးဆုံးမနစ်ကဦးရဲ့ငါးကန်တွေကငါးတွေတေးတာလေကျွန်တော်တို့ပိုးသက်စီဖြန်းတော့ကလေတိုက်လို့ဆေးဆက်တွေပါသွားတာကိုဦးကရော်ကြီး900တောင်းခဲ့တယ်လေအဲ့ဒီနောက်ဦးရဲ့တားငယ်ကဤပွိုင်ကားရဲ့ဘက်ထရီရည်တွေကိုကန်ထဲလောင်းထည့်လိုက်တာကောအဲ့ဒီ900ကိုဘယ်တော့ပြန်လျော်မှာလဲအဖိုးဆုံးလည်းစကားမပြောနိုင်တော့ဘူးကျွန်တော်ကဆက်ပြောလိုက်တယ်ဒီနေ့ပြောလိုက်မယ်ဒီတစ်ပင်ကကျွန်တော်တို့ပိုင်တာဘယ်သူမှခုတ်ခိုင်းမနေနဲ့နောက်တစ်ခါဒီပင်အကြောင်းထပ်ပြောရင်အရင်ကအကျွေးဟောင်းတွေရောအကုန်ရှင်းပြမယ်လူတွေကတော့လူသေးသွားပြီကိုတစ်ပင်ကိုမခုတ်သေးဘူးဒါကတမင်တကာဝိညာဉ်ကိုနှောက်ယှက်ပြီးကန်ဆိုးစေတာပဲလို့ဝိုင်းပြောကြတယ်ဦးကထက်ထွက်လာပြီးချင်းဟွာမခုတ်ဘူးဆိုရင်လည်းရွာထဲကိုဆရာတယောက်ခေါ်ပြီး3ရက်လောက်ပူဇော်ပွဲလုပ်ပေးရမယ်မဟုတ်ရင်ဒီတစ်ပင်ရဲ့အရေးကရွာကိုမကောင်းဆိုးရွားတွေဖြစ်စေလိမ့်မယ်လို့ပြောတယ်ကျွန်တော်မြေမှာကျွန်တော်စိုက်ထားတာဦးတို့နဲ့ပါဆိုင်လဲမတက်မတာဖြစ်နေတဲ့သူတွေကကိုပိုက်ဆန်နဲ့ကိုပူဇော်ပွဲလုပ်ကြကျွန်တော်တို့မိသားစုကတပြားမှမပေးနိုင်ဘူးလို့ပြက်ပြက်သားသားညင်းလိုက်တယ်ဒေါ်လီကမင်းကလည်းဘာလို့ဒီလောက်ခေါင်းမာရတာလဲနင်းနဲ့လောက်ရောပေးလိုက်ပါအိမ်ကြီးချင်းတွေပဲလို့ပြောလာတော့ကျွန်တော်အရင်အကြောင်းတွေကိုပြန်မေးလိုက်တယ်ဒေါ်လီမနစ်ကဒေါ်လီမြေချောင်းရဲ့ပြုတ်ကြတော့ကဖေဖေခုံစင်းပြီးဆယ်ပေးခဲ့တာမှတ်မိလားအဲ့တော့ကတော့ကျွန်တော်တို့မိသားစုကိုသူတော်ကောင်းတွေလို့ပြောခဲ့တာပဲအခုတော့တစ်ပင်တစ်ပင်ခုတ်ဖို့ညင်းလိုက်တာနဲ့ရက်ဆက်တဲ့သူဖြစ်သွားရောလားဒေါ်လီလည်းစကားမပြောနိုင်တော့ပဲလူအုပ်ထဲဝင်ပုန်းသွားတယ်ဖေဖေကကျွန်တော်ကိုကြည့်ပြီးသူ့စိတ်ထဲကတွေးဝေမှုတွေပျောက်သွားတယ်ငါတစ်ပင်လည်းမခုတ်ဘူးရော်ကြီးလည်းမပေးဘူးငါအိမ်ကလမ်းပိတ်နေတယ်ထင်ရင်တရားစွဲကြပေါ့ဒီနေ့ကစားပြီးငါချန်နယ်ကိုခွင့်မပြုပဲဝင်ပြီးအတီးတလုံးခူးရင်ရဲခေါ်ဖမ်းမယ်လို့ပြောလိုက်တယ်ရွာသားတွေလည်းအန်တာသွားကြတယ်အမြဲတမ်းညာတာနေကြရှောင်းမိသားစုကိုဒီလောက်ပြတ်သားလိမ့်မယ်လို့မထင်ထားကြဘူးနောက်ဆုံးတော့သူတို့လည်းစိတ်ပြက်ပြီးပြန်သွားကြတယ်အဖွားကခြံဝါကိုကြည့်ပြီးငိုနေပြန်တယ်ကျွန်တော်ကအဖွားအမလောက်တာကလူတွေလေလိမ္မော်ပင်တွေမဟုတ်ဘူးဒီပင်တွေကအဘိုးဆုံးခါနီးမှာအဖွားအတွက်တီးတက်ဆိုင်ပေးခဲ့တာလေအဘိုးရဲ့အမတ်တရားတွေကိုခိုးတဲ့သူတွေကြောင့်ခုတ်ပြစ်လို့မဖြစ်ဘူးလုံးနဲ့တိတ်လိုက်တယ်ဒါပေမဲ့ရွာထဲမှာတော့ကျွန်တော်တို့ကိုအမြင်မကြည့်သူတွေများလာတယ်ညဘက်ဆို channel ကဟင်းသီးဟင်းရွက်တွေကိုလာနေတာအဝတ်တွေကိုရွှွန့်ဆိုအောင်လုပ်တာတွေကြုံရတယ်တညတော့ကျွန်တော်မျိုးကပြန်လာတော့ channel ရံမှာရက်ဆက်တဲ့သူတွေအပြစ်ပေးခံရလိမ့်မယ်လို့အနီရောင်ဆေးနဲ့ရေးထားတာတွေ့လိုက်ရတယ်ကျွန်တော်လည်းစိတ်မကောင်းစွာနဲ့ပဲရေနဲ့ပြန်ဆေးပစ်လိုက်ရတယ်အဲ့ဒီညကကျွန်တော်ကောင်းကောင်းမအိပ်နိုင်ဘူးအနောက်ဘက် channel ကအကိုင်းခတ်ကြိုးတန်လိုမျိုးကြားလိုက်ရတော့ဖေဖေနဲ့အတူလက်နှိပ်တမီးကိုကင်ပြီးထွက်ကြည့်လိုက်တယ်လိုက်အောင်အောက်မှာလူတစ်ယောက်ကနိုင်ရန်ဘော်ကတစ်ပင်ကိုတွေ့တက်ပြီးအတီးတွေပါတဲ့အကိုင်းကိုချိုးနေတာတွေ့လိုက်ရတယ်ဖေဖေကတမီးထိုးပြီးអော်လိုက်တဲ့အခါထိုလူကလန့်သွားပြီးခုံစင်းဖို့လုံရင်း channel ကဟင်းသီးဟင်းရွက်ခင်းတဲ့ကိုပြုတ်ကျသွားပါတော့တယ်ဇော်လောင်ဦးတယောက်ပြုတ်ကျပြီးဒဏ်ရာတွေနဲ့နာကျင်နေတာကိုတွေ့ရတယ်သူတပြေးဖို့စူးစမ်းပေမဲ့ဖေဖေကချက်ချင်းဆိုသလိုသူ့ကိုဖမ်းဆွဲလိုက်တယ်ဇော်လောင်ဦးမင်းညနဲ့တန်းကောင်မှာခြံစည်းကိုကြော်ပြီးလိမ္မော်တီးခိုးတာပေါ့လေသူကငါမခိုးဘူးငါကလမ်းလျှောက်ရင်ကြည်နေတာငါမှချင်းတောင်းတောင်မပါဘူးလို့ညင်းနေကျွန်တော်တမီးနဲ့နိုင်ရန်ကြီးကိုထိုးကြည့်လိုက်တော့ဝါချင်းတောင်းဟောင်းကြီးတစ်ခုကိုတွေ့လိုက်ရတဲ့အထဲမှာလိမ္မော်တီးတွေနဲ့ကြက်တုံမြစ်တွေပြည့်ပါပဲအထောက်ထားမိသွားတော့ဇော်လောင်ဦးလည်းဘာမှမငင်းနိုင်တော့ပဲဒီလောက်အတီးနဲ့ကြက်တုံမြစ်လေးအတွက်နဲ့တန်ရဲ့လားရွာသားတွေအတွက်ဒီလောက်ကိစ္စလေးကတန်ရဲ့လားဆိုပြီးအရှက်မဲ့စွာနဲ့ပြန်ပြောလာတယ်ပြီးခဲ့တဲ့တစ်ခါဟင်းသီးဟင်းရွက်ခင်းကိုနင်းချေရဲ့ရွှွန့်တွေပစ်တဲ့နိုင်ရန်မှာစာရေးတယ်ဒီတစ်ခါတော့ခြံစည်းကိုကြော်ပြီးခိုးတယ်နောက်တစ်ခါကြာရင်ကောဘာလို့မလဲအိမ်မီးရှို့မလားလို့ပြောပြီးတဲ့နောက်မှာတော့ကျွန်တော်ဖုန်းထုတ်ပြီးရဲစခန်းကိုဖုန်းဆက်လိုက်တယ်ဇော်လောင်ဦးတုံးလောက်သွားတယ်သူတကယ်ရဲခေါ်လိုက်မယ်လို့မထင်ထားဘူးမခေါ်ပါနဲ့ချင်းဟွာရေးငါမားပါတယ်ငါလိမ္မော်တီးတွေပြန်ပေးမယ်ကြက်တုံမြစ်တွေလည်းပြန်ပေးမယ်ငါလျော်ကြေးပေးပါမယ်ရဲတော့မခေါ်ပါနဲ့ငါထောင်ကျသွားရင်အိမ်မှာရှိတဲ့ငါမေကိုဘသူကြည့်ပေးမှာလဲလို့ဒူးထောက်ပြီးတောင်းပန်တဲ့အနီးနားကအိမ်ကြီးချင်းတွေကလည်းအတန်ကြားပြီးမီးတွေဖွင့်ကလမ်းကြည့်နေကြတယ်ကျွန်တော်ကတော့အရေးမဆိုင်ပဲရဲတွေကိုနေရာတိကျပြောပြလိုက်တယ်ဖုန်းချပြီးနောက်မှာတော့ဖေဖေကိုအဖေရဲမရောက်မချင်းသူ့ကိုစောင့်ကြည့်ပေးထားပါလို့မှာလိုက်တယ်ရှောင်းချင်းဟွာမင်းလိုရက်ဆက်တဲ့ကောင်ရွာကလူတွေကဘာလို့မင်းတို့ကိုဆဲနေကြတာလဲဆိုတာအခုမှပဲသိတော့တယ်မင်းတို့ရဲ့အတီးတွေကတနေ့ကျရင်ပုတ်တိုးကုန်မှာပဲလို့သူကအော်ဟစ်တယ်ဖေဖေကကြိုးယူပြီးသူ့ကိုချီထားလိုက်တယ်ရဲတွေရောက်လာတဲ့အခါဇော်လောင်ဦးခိုးတဲ့ပမာဏကမကြီးပေမဲ့ညဘက်ကျူးကျော်ဝင်ရောက်မှုဆိုတဲ့ပြစ်မှုနဲ့9ရက်ထောင်ဒဏ်ချမှတ်ခံရပြီးကျွန်တော်တို့မိသားစုအတွက်ရော်ကြေးပါပေးဆောင်ခဲ့ရတယ်ဒီဖြစ်ရက်ကရွာလေးထဲမှာဘုံတလုံးပောက်ကွဲလိုက်တယ်လို့ပဲတချို့ကကျွန်တော်တို့လောက်တာမှန်တယ်လို့ထင်ပေမဲ့အများစုကတော့ကျွန်တော်ကိုရက်ဆက်တယ်လို့ပြောကြတယ်ကောလာဟလတွေကပိုဆိုးလာတဲ့အထီးခိုက်ဆုံးကတော့ကျွန်တော်ဘွားနဲ့အမြဲတမ်းခင်မင်ခဲ့တဲ့ဒေါ်ကျန်းကအဘွားကိုမြင်တာနဲ့လမ်းကြောင်းလွဲပြီးရှောင်သွားတာပါပဲအဘွားကသူငယ်ချင်းဟောင်းရဲ့နောက်ကျောကိုကြည့်ပြီးအကြာကြီးရက်နေခဲ့တယ်တိတ်ဆိတ်မှုတွေကြားတဲ့ကအဘွားကအိမ်ပြန်ရောက်တော့ဒီလောက်ထိဖြစ်လာမယ်ဆိုတာသိရင်လျော်ကြေးပေးလိုက်တာကမှပိုကောင်းဦးမယ်လို့ပြောတယ်အဘွားကျွန်တော်တို့ဘာမှအမှားမလုပ်ခဲ့ဘူးဒီနေ့မှာပဲကျွန်တော်တို့အလျှော့ပေးလိုက်ရင်နောက်နေ့ကျရင်သူတို့ကပိုပြီးအနိုင်ကျင့်လာမှာပဲလို့ပြောလိုက်တယ်ရန်နေငယ်ကြတော့ရွာသူကြီးရောက်လာပြီးငင်းချင်ရဲ့အတွက်လျော်ကြေးနည်းနည်းပေးလိုက်ဖို့တိုက်တွန်းတယ်ဖေဖေကစားပွဲကိုလက်သီးနဲ့ထူပြီးကျွန်တော်တို့ကတားကောင်တွေလေးဘာလို့လျော်ကြေးပေးရမှာလဲလို့တော့တထွက်တယ်ဒါကရုပ်တိရှိပေမဲ့ရွာသားတွေကမင်းတို့မိသားစုကိုရက်ဆက်တယ်လို့ပြောနေကြပြီးအနာဂတ်မှာဒီရွာမှာဘယ်လိုဆက်နေမလဲလို့ရွာသူကြီးကမေးတယ်ရွာသူကြီးအမှန်တရားဘက်ကရက်တီလို့အထီးကျန်ရမယ်ဆိုရင်ဒီရွာမှာမနေတာပဲပိုကောင်းပါတယ်ဖေဖေစကားပြောပြီးတဲ့နောက်မှာတော့ခြံထဲမှာတိတ်ဆိတ်သွားတဲ့ရွာသူကြီးလည်းတပြင်းချရင်ပြန်သွားတယ်ကျွန်တော်လည်းအဘွားကိုကူညီရင်းအဘွားအဖေအမေပစ္စည်းတွေတင်းကြရအောင်မြို့မှာရှိတဲ့အိမ်ဟောင်းကိုပဲပြန်နေကြမယ်ဒီနေရာဆိုးကြီးကိုထွက်သွားတာပိုကောင်းပါတယ်ကျွန်တော်တို့ကအလုံးလုံးနိုင်တဲ့သူတွေပဲဘယ်နေရာမှာမဆိုရှင်းတတ်နိုင်ပါတယ်လို့ပြောလိုက်တဲ့နောက်ရက်တွေမှာကျွန်တော်တို့မိသားစုခြံတကားကိုပိတ်ထားပြီးပစ္စည်းတွေတင်းကြတဲ့အစကတော့ရွာသားတွေကကျွန်တော်တို့လေပဲလွတ်နေတာလို့
ထင်ကြပေမဲ့ကုန်တင်ကားရောက်လာတဲ့အခါမှာတော့တကယ်ထွက်သွားတော့မှာကိုသဘောပေါက်သွားကြတယ်တချို့ကကျွန်တော်တို့ရဲ့ပြတ်သားမှုကိုအံ့ကြတယ်လို့တချို့ကတော့မကျေးဇူးကန်တဲ့သူတွေလို့ဆဲဆိုကြတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့ဘယ်သူမှကျွန်တော်တို့ကိုထပ်ပြီးမနိုင်ကျင်ရတော့ဘူးနဲ့အနေငယ်ကြတော့ဒေါ်တန်းထောင်ထဲမှာပဲကွယ်လွန်သွားတယ်နောက်ပိုင်းမှာကျွန်တော်လက်ထပ်ဖို့အစီအစဉ်ရှိတဲ့သူနဲ့တွေ့တယ်ကျွန်တော်အိမ်ကလိမ္မော်ပင်အကြောင်းပြောပြလိုက်တဲ့အခါကျွန်တော်ရဲ့အနာဂတ်ဇနီးကအိမ်ရဲ့ခြံစည်းရိုးကို3 မီတာအထိမြင့်တင်လိုက်တဲ့အခုဆိုရင်အတီးခိုးဖို့မပြောနဲ့ခြေပြားထောက်ပြီးကြည့်ရင်တောင်တစ်ပင်ရဲ့ထိပ်ဖျားကိုမြင်ရမှာမဟုတ်တော့ဘူးအခုဆိုရင်ချင်းဟွာရဲ့ခြံထဲကလိမ္မော်သီးကိုဘယ်သူမှမခိုးနိုင်တော့ဘူး